Marvel ပရိသတ်တွေတနစ်ကျော်လောက်စောင့်ခဲ့ရတဲ့ Daredevil Season 2ကဒီနေ့ပဲ Episode 1ထွက်လာပြီဖြစ်ပါတယ်။ Episode 1ကနောက်ဆုံး Season 1 စသိမ်းပိုင်းရဲ့6လအကြာကိုဇက်အင်တီထားတယ်။ Daredevil နဲ့သူ့ရဲ့မဟာမိတ်တိုက်ကဝရန်ဘီဘွားကိုရောက်နေပြီးတော့သူ့ရဲ့မိတ်ဆွေတို့တော်များများလည်းဖမ်းခံထားသလိုတစ်ဖက်ကလည်း Wilson Fisk ကလည်းသူ့ရဲ့ Kingpin ကလည်းသူ့ရဲ့အာဏာဆက်ပို့ပြီးတော့ခိုင်မာလာအောင်ပြီးတော့ကြံရှိနေတဲ့ vigilante တွေကိုလည်းအပိုင်ဖိနှိပ်ဖို့အတွက်လှုံ့ဆော်နေတယ်ဘလို့ကျမ်းစာတွေအဓိကပြသွားလဲဘယ် character တွေတစ်တိုးလာလဲပြီးတော့ရှေ့ဆက်ပြီးတော့သွားမယ်ဒီ season 2ရဲ့လမ်းကြောင်းဘယ်လိုရှိလဲဆိုတာကိုပြောပြချင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Solomon Morris ပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Daredevil Born Again season 2ရဲ့ episode 1ကပြောရရင်အရင် season 1မှာပါတဲ့ character တွေတော်တော်များများကိုဒီ episode 1ထဲမှာလူဆောင်နေအောင်ပြန်ထည့်ထားတယ် twisted villain တွေဖြစ်လာမဲ့ character အသစ်တချို့ကိုလည်း villain အသစ်တချို့ကိုလည်းမြင်ရတယ်ပြောရင်ဒီဇက်လမ်းမှာ episode 1မှာဆိုရင်ထွေထူး review လုပ်စရာအများကြီးမရှိသေးပေမဲ့လည်းဒီ season 2မှာအဓိကသွားမဲ့လမ်းကြောင်းကိုတော့ပါပါလေးပုံခေါ်လာပြီဖြစ်တယ်အရင်ဆုံးဒီဇက်လမ်းအဖွင့်မှာဒီ Daredevil က Kingpin ရဲ့စိတ်ကမ်းကိုစိုက်လာမဲ့ဒီလက်နက်မောင်းကိုတွေတည်လာတဲ့တင်မော်တစည်းကိုဝင်တိုက်တာနဲ့စပြုထားတယ် Daredevil လက်ချက်ကြောင့်လည်းဒီတင်မောကမြုပ်သွားတယ် Daredevil တို့က Kingpin ရဲ့ဒီအရှိုက်ကိုထိအောင်ရိုက်နိုင်ခဲ့ပြီလို့ထင်ပေမဲ့လည်းဒီကတည်းက Kingpin ကဒီတင်မောမြုပ်တာကိုDaredevil တို့လို vigilante တွေလက်ချက်ပုံစံနဲ့ public attention ရအောင် vigilante တွေကိုပို့ပြီးတော့ပုံရစ်ပြအောင်တစ်ဖက်လက်နဲ့ပြန်ပြီးသုံးချသွားတဲ့အခါမှာ Daredevil တို့ကတခြားနည်းလမ်းနဲ့ထပ်ပြီးတော့ Kingpin ကိုရင်ဆိုင်ဖို့ကြံစည်လာကြတယ်ဆိုတော့ Daredevil ကအခုဆိုရင်သူ့ရဲ့မိတ်ဆွေလည်းဖြစ်သူငယ်ချင်းလည်းဖြစ်တဲ့အခုချိန်မှာတော့တွဲနေပြီဖြစ်တဲ့ Karen Page နဲ့အတူပုံအောင်နေတယ်သူ့ရဲ့ဒီရေးစားဟောင်းဖြစ်တဲ့ဒီစိတ်ပညာရှင်psychiatrist ကလည်း Kingpin ရဲ့လက်အောက်မှာသူ့ရဲ့တာဝန်ကဒီ vigilante လို့သတ်မှတ်ပြီးအဖမ်းခံထားတဲ့သူတွေကိုစိတ်ပိုင်းဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတော့သူတို့ကိုဆွဲချက်တင်မတင်ထောင်ထဲထည့်မထည့်စိတ်ပညာရှုထောင့်အောင်လေမှတ်ချက်ယူပေးရတယ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကဒီမှာ character အသစ်တယောက်တိုးလာတာပြီးတော့ဒီ character အသစ်ကိုဘယ်သူလွတ်လိုက်တယ်ဆိုတဲ့အပိုင်းလေးကဇက်လန်အစပိုင်းမှာတင်surprise ဖြစ်သွားစေတယ်ကျွန်တော် Scooby Doo မင်းသား Shaggy လို့အသိများကြတယ် Matthew Lillard ကဒီ Kingpin နဲ့အပြိုင်ဖြစ်လာမဲ့CIA agent တယောက်အနေနဲ့ပါဝင်လာတယ်ဆိုတော့သူက CIA agent ဆိုပေမဲ့လည်းသူက antagonist အနေနဲ့ရှိတာ Kingpin ကိုအပြိုင်အန်တူလာနိုင်မဲ့သူကလည်းဒီ corrupt ဖြစ်တဲ့ CIA agent တယောက်ပဲ Kingpin ကဒီသူ့ရဲ့ anti vigilante force တွေဒီကပိုက်ဆောင်တပ်ဖွဲ့တွေကိုအတင်းအားဓမ္မအင်အားသုံးပြီးတော့ဖြိုခွင်းတာကိုကြံပတန်းလောက်လာတဲ့အခါမှာဒီသူ့ရဲ့အထက်ကဒီအုပ်ချုပ်ရေးမှူးကသူ့ရဲ့ final approval ရမှာပဲလုပ်နိုင်မယ်ဆိုပြီးတော့ Kingpin ကိုလာပြောတာဒါပေမဲ့ Kingpin ကဒါကိုလက်ခံကြောင်းလက်မှတ်မထိုးလိုက်နိုင်ပါတဲ့ခုနက CIA agent သူကဝင်ပြီးတော့တားလိုက်တယ်ဟုတ်ပြီသူ့ကိုဘယ်သူတားလိုက်တယ်ဆိုတော့အခုချိန်မှာ CIA ရဲ့ညွှန်ကြားမှုဖြစ်နေတဲ့ Miss Valentina ဒီသူကဒီ Thunderbolts ရဲ့ villain ပြီးတော့ Thunderbolts မှာ Sentry ကိုအနောက်ကနေချုပ်ခိုင်းတဲ့ villain ပြီးတော့ Hawkeye ကိုလည်းတတ်ဖို့အတွက်ခိုင်းနေသူဆိုတော့သူကသူ့လိုလူက Kingpin ကိုတားဖို့သူ့လိုမျိုးသူ့ရဲ့အောက်ဆောင်နာခံတဲ့ CIA agent တွေကိုလွတ်လိုက်ပြီးဆိုကြတော့ Kingpin ကိုယာတူးမှာဆက်ရှိစေချင်တဲ့ Miss Devante ရဲ့အကြံစီတွေကနောက်ပိုင်းမှာဘယ်လိုလာမလဲစိတ်ဝင်စားဖို့တော့ကောင်းလာပြီဇက်သိန်းကန်ဒီမှာကျတော့ဒီ Bullseye က Daredevil နဲ့ Cherry ကိုလာကယ်သွားတဲ့ပုံစံနဲ့ပြထားတယ်cliffhanger ပေးသွားတယ် Born Again season 1နဲ့ season 2ရှင်းလိုက်တဲ့အခါမှာ Daredevil ကဒီ season 2 episode 1မှာသူက fight scene အဓိက2ခုပါတယ်ဒီ fight scene 2ခုလုံးကိုသူက season 1 တက်ဆိုင် season 1လောက်မညာတော့ပဲနဲ့ပို့ပြီးတော့ကြမ်းတမ်းတိုက်ခိုက်တဲ့ပုံစံမျိုးကိုမြင်လာရတယ်ပြောရင် Daredevil က Kingpin ကို hard power ချင်းမရှင်းနိုင်ဘူး Kingpin ကသူ့ရဲ့ကပိုက်ဆောင်တက်တွေကအရန်အင်အားများတယ်ပြီးတော့လုပိုင်ခွင့်အာဏာကလည်းအဆုံးမရှိလူတွေကိုစိတ်ကြိုက်ထိုးနှက်တပ်ဖြတ်ပေးရတဲ့အချိန်တွေမှာ Daredevil ကဒါကိုသူ့မဟာမိတ်တော်များလည်းဖန်ခံထားခြင်းဝင် fight လို့မရဘူးဒါကြောင့်ပဲနောက် episode တွေမှာ Jessica Jones, Punisher ပြီးရင်Bullseye တို့လို character တွေပေါင်းပြီးတော့မှပဲ Kingpin ကို fight နိုင်မှာလောလောဆယ်မှာတော့သူကဒီ soft power နဲ့ပဲ Kingpin မမြင်ကွယ်နိုင်တဲ့နေရာမှာ Kingpin ဘက်ကိုရောက်နေတဲ့
တချို့ရဲ့သူ့လူကိုပတ်သားသူတွေကနေအကူအညီယူပြီးတော့မှာပဲဒီ series အစားပိုင်းမှာ season 2 အစောပိုင်းမှာတူနိုင်အောင်မှာပဲဖြစ်တယ် episode 8 ခုရှိရဲ့အထက်မှာ episode 4 လောက်ကနေစပြီးတော့မှာပဲသူတင်ကိုတင်ချတဲ့ fight scene တွေကိုမြင်လာမယ့်သဘောမှာရှိတယ်ဒီ series ကိုအမှတ်မထင်မဲနဲ့ promote လုပ်ပြီးသားဖြစ်တာကပြင်ပလောကAmerican နိုင်ငံရဲ့အခင်းကျင်းတွေလည်းပါတယ်ပေါ့နော်ဒီမှာဆို Kingpin ကသူ့ရဲ့ anti vigilante force တွေက hero တွေကို vigilante တွေကိုဖမ်းတာတဲ့တာမန်ပြည်သူရက်သားတွေကိုပို့ပြီးတော့ထိခိုက်အောင်လုပ်နေတယ်လို့မျိုးပုံပေါ်ထားတွေ့တယ်တကယ်လက်ရှိအပြင်မှာလည်းဒီ US ရဲ့ ICE တွေ ICE တွေကကိုယ့်ရဲ့နိုင်ငံသားချင်းချင်းကိုယ်တော်ပြန်ပြီးတော့တေးစေတဲ့အထိရံပတ်ပြုနေမျိုးတွေဖြိုခွင်းနေမျိုးတွေကအခုဒီ Daredevil season 2 ကိုကြည့်တဲ့အခါမှာတွဲပြီးတော့မြင်ရတယ် Kingpin ရဲ့အနာဂတ်ကိုဆက်ပြောချင်တာ Kingpin ကကျွန်တော်တို့ MCU မှာမြင်လာရတာသူ့ကိုပထမဆုံးက Hawkeye ရဲ့နောက်ဆုံးခန်းမှာfinal episode မှာ Kate Bishop တို့နဲ့အပြိုင်ချတဲ့ main villain အဖြစ်ပေါ်လာတယ် Hawkeye မှာပွဲဥထွက်ခဲ့တဲ့ Maya Lopez ရဲ့ကိုပိုင် series Echo မှာလည်း main villain ဖြစ်ထပ်မြင်ရတယ်ဆိုတော့ဒီတစ်ခါမှာလည်း Daredevil series မှာလည်းသူ့ main villain ဖြစ်ထပ်မြင်ရတယ်ဆိုတော့Kingpin တကောင်တွေက series street level hero 3 ယောက်ရဲ့ series 3 ခုမှာ main villain ဖြစ်ပါနေပြီဖြစ်တယ်ဆိုတော့နောက်ပြီးရင် Kingpin ကတိထားသလောက်သူကရုပ်ရှင် series တွေမှာပဲပေါ်လာလို့ရနေတာဘာကြောင့်လဲဆိုရင်သူက Spider-Man ရဲ့ villain တယောက်ဖြစ်တဲ့လျောက်သူက mainstream ဒီရုပ်ရှင်ပိတ်ကားတွေဘက်မှာပါလာဖို့ကသူက chance မရှိသေးဘူး Spider-Man brand new day trailer တစ်ခါချာချင်မှာသူကမြို့တော်ဝန်တွေကနေပြုတ်သွားတဲ့သဘောမှာရှိရတဲ့အတွက်ကြောင့်ဒီ season 2 ပြီးမှာ Kingpin ကတင်မတင်ရင်ကြီးမားမားထိုးနှက်ချက်တစ်ခုရပြီးတော့သူ့ရဲ့နေရာနဲ့လုံးဝပြုတ်ပြီးတော့ဇက်မြုပ်သွားတဲ့အခြေအနေတစ်ခုရောက်သွားလိမ့်မယ်လို့ထင်တယ် Daredevil Born Again အပြီးမှာတော့ Kingpin ကိုတော်တော်ကြာနေမှပြန်မြင်မဲ့သဘောမှာရှိတယ်နောက်တစ်ခုက Kingpin ကပြောရတယ် Matt Murdock မင်းသား Charlie Cox ပြန်ပါလာလို့ဒါသူကမဖြစ်အနေနဲ့ပြန်ပါလာတာသူကပြောရင်အပြင်မှာဒီမင်းသားကြီးကဒါအသက်ကြီးနေပြီလို့ပြောလို့ရတယ်ဒါကြောင့်မို့လို့ MCU က Marvel က Daredevil character ကို Kingpin နဲ့နောက်ပိုင်းမှာပွဲတည်ဖို့မရှိတော့တော့ဘဲနဲ့တခြား main villain တွေမျိုးကိုပြောင်းပြီးတော့တည်ဖို့စဉ်းစားလာနိုင်ပြီလို့ထင်ရတယ်ဆိုတော့ Kingpin character ကိုဒီမင်းသားကြီးနဲ့မြင်ရမယ်နောက်ဆုံးရက်တွေကတော့ကျွန်တော်တို့ MCU ပရိသတ်တွေအတွက်တိတ်ပြီးတော့မကြံတော့ဘူးလို့ကျွန်တော်သုံးသပ်မိတယ် episode 2 မှာKingpin ကို Daredevil တို့ဘက်ကဘယ်လိုမျိုးအကွက်တွေချပြီးတော့ soft power နဲ့တိုက်အောင်လဲဆိုတာကျွန်တော်တို့မြင်လာဖို့ရှိတယ် episode 2 ထွက်လာတဲ့အခါမှာလည်း episode 2 review ကိုဆက်ပြီးတင်ပြသွားပေးမှာဖြစ်ပါတယ်အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော် see you